ရတန်ခေါင်12နာရီ9မိနစ်တိတိမှာတင့်အိမ်ရှိကတစ်ပင်ကြီးကတက်ရှိမိစာကြီးအဖြစ်ပြောင်းလဲပြီးထွက်လာခဲ့ရင်တင်ဘာလို့မလဲဒါဟာ12နှစ်သားအရွယ်ခေါ်နာအကတော့အိမ်မက်ဆိုးတစ်ခုမဟုတ်ပဲတကယ်လက်တွေ့ဘဝကြီးထင်နေခဲ့ပါတယ်ခေါ်နာရဲ့အမေဟာကင်ဆာယောဂကိုပြင်းပြင်းထန်ထန်ခံစားနေရသူပါအဖေကလည်းတခြားမှာမိသားစုအတင်နဲ့ကျောင်းမှာလည်းအနိုင်ကျင့်ခံနေရတဲ့ခေါ်နာတဲ့တူးဒီသောအားကိုးရာကဒီ monster ကြီးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီ monster ကြီးကသူ့ကိုကယ်တင်ဖို့လာတာမဟုတ်ပဲပုံပြင်3ပုတ်ဖြိုးပြဖို့ရောက်လာတာပါအပြန်လည်အနေနဲ့၄ခုမြောက်ပုံပြင်ကိုတော့ခေါ်နာကိုယ်တိုင်ပြန်ပြောပြရမယ်လို့ကတိတောင်းခဲ့ပါတယ် monster ပြောပြတဲ့ပုံပြင်တွေထဲမှာလူကောင်းတွေဟာအမြဲမနိုင်တယ်လို့လူဆိုးတွေဟာလည်းအမြဲမရှုံးဘူးဆိုတဲ့လောကရဲ့ရက်ဆက်တဲ့အမှန်တရားတွေပါဝင်နေပါတယ်ဒါပေမဲ့တကယ်ရင်နာစရာအကောင်းဆုံးကတော့ခေါ်နာကိုယ်တိုင်ပြောပြရမယ်၄ခုမြောက်ပုံပြင်ပါတယ်အဲ့ဒါကတော့ခေါ်နာရဲ့ရင်ထဲကအမှန်တရားပါခေါ်နာဟာသူ့အမေဝေဒနာခံစားနေရတာကိုမကြည့်ရတော့လို့အမေအမြန်ဆုံးတည်ဆုံးသွားပါစီတော့လို့ဆုတောင်းခဲ့မိပါတယ်ဒီကသူ့ကိုယ်သူလူသက်သမားတယောက်လိုအပြစ်ရှိတယ်လို့ခံစားနေရတာပါ monster ကြီးကတော့ဒါဟာလူသားတွေရဲ့တဘာဝပဲမင်းကအမေကိုတည်စေချင်တာမဟုတ်ဘူးမင်းကိုယ်တိုင်ခံစားနေရတဲ့ဒီနာကျင်မှုတွေကိုအဆုံးသတ်ချင်တာပဲလို့နှစ်သိမ့်ပေးခဲ့ပါတယ်ဒီစကားဟာကျွန်တော်တို့ကိုတင်ပေးသွားတာကတော့တခါတလေမှာတစုံတစ်ယောက်ကိုလက်လွတ်လိုက်ရတာဟာတစ္ဆာဖောက်တာမဟုတ်ပဲချစ်ချင်းမြတ်တာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာပါပဲမင်းရောတစုံတစ်ယောက်ကိုလက်လွတ်ဖို့ခက်ခဲနေတဲ့အချိန်တွေရှိဘူးလား